ဖူးပွင့်ရနာမဖူးပါမဖူးအခုဒီဗီဒီယိုဖိုင်ထဲမှာရွှေထုတ်အိုးလေးနဲ့ကာလာလေးရောင်ရှိတာလေးရောင်စလုံးကိုတခါတည်းဒီဗီဒီယိုဖိုင်လေးမှာပြပေးသွားပါမယ်ရှင်အခုမဖူးပြတဲ့အိုးလေးကတော့ပလဲလေးပါရှင်ပလဲလေးကိုအပွင့်ကြီးကြီးနဲ့ဒီမှာစပယ်ရွက်လေးနဲ့ပေါ့နော်ဒီအိုးအပေါင်မှာတအိုးကိုသိန်းခွဲပါအဲ့ဒါကိုမဖူးကအနီရောင်အစိမ်းရောင်နဲ့ရောင်စုံလေးကိုတခါတည်းဒီဗီဒီယိုဖိုင်ထဲမှာပြပေးသွားပါမယ်ရှင်ခုနမဖူးကပလဲလေးပြသွားတယ်ဒါလေးကကြတော့အနီရောင်အိုးလေးပေါ့နော်ရွှေထုတ်အိုးလေးအနီရောင်လေးကလည်းတစ်မျိုးလာတယ်ပလဲလေးကလည်းတစ်မျိုးလာတယ်အစိမ်းလေးရောရောင်စုံလေးရောတစ်မျိုးစီပြပေးသွားပါမယ်နော်တအိုးသိန်းခွဲချက်ပါရှင်အခုမဖူးပြပေးတဲ့အစိမ်းရောင်ရွှေထုတ်အိုးလေးကကြတော့ဒါလေးကကြတော့တအိုးသိန်းခွဲပါနော်ခုနပလဲလေးရဲ့အနီလေးရဲ့ဒါလေးကအစိမ်းလေးရဲ့ခဏနေရောင်စုံလေးပြပေးမယ်နော်ဟိုင်းဒါလေးကကြတော့ရောင်စုံလေးပါပလဲလေးရမယ်အနီလေးရမယ်အစိမ်းလေးရမယ်ရောင်စုံလေးရပါမယ်ရှင်ဒီရွှေထုတ်အိုးလေးတွေအရန်ကိုအယောင်တွတ်တယ်ပေါ့နော်မနေ့တုန်းကဆိုလို့ရှိရင်တောင်ကြီးကပလဲလေးနဲ့အိုးပေါ့နော်တူကိုဆိုရင်နှစ်အိုးစီမာကြတာပေါ့နော်မာလို့ရပါတယ်ကြိုက်တဲ့အိုးတွင် screenshot ရိုက်ပြီးတော့မဖို့လာပြပေးနော်